စာပေပဲဖြစ်စေအကြောင်းအရာတစ်ခုပဲဖြစ်စေသင်ကြားလို့တတ်မြောက်လာတဲ့ပုဂ္ဂိုလ်ကိုပညာရှိလို့ပညာရှင်လို့ဒီလိုခေါ်ကြတယ်ပေါ့သို့တော်လည်းတကယ်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကြတော့အရာရာမှာစဉ်းစဉ်းစားစားလောက်ကင်ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်မှတကယ်ပညာရှိလို့ဒီလိုပြောရမှာပေါ့ကောင်းပြီလူလိမ္မာပညာရှိလို့သိဖို့ရအကြောင်းဘယ်နှမျိုးရှိသလဲလို့မြတ်စွာဘုရားကဘာလပဏိတသုတ်မှာဟောထားတာရှိတယ်ပညာရှိဆိုတဲ့လူလိမ္မာပညာရှိလို့ခေါ်ဖို့ရအတွက်အမှတ်အသားတွေကဘာတွေတုံးလို့ဆိုတော့ကောင်းတဲ့အကြံကိုကြံစည်ခြင်းသူစိတ်တိတစိတ်တိသူကြံတွေးတဲ့အချက်လက်တွေဟာကောင်းတဲ့အကြံစီတွေသာဖြစ်တယ်သူဘာတိတဘာတိကောင်းတဲ့စကားကိုသာပြောဆိုခြင်းသူကတကမ္မကာရီကောင်းတဲ့အလုပ်ကိုသာပြုလုပ်ခြင်းလို့ဟောဒီအင်္ဂါ၃ချက်အမှတ်သား၃မျိုးဟာပညာရှိလို့သိခြင်းအကြောင်းပါပဲတဲ့လူတယောက်တွေးနေတာကိုဘယ်လိုလုပ်သိနိုင်မလို့ဆိုတော့သူ့ရဲ့အတွေးကိုဘာနဲ့ဆုံးဖြတ်ရတော့ဆိုရင်သူပြောတဲ့စကားသူလုပ်တဲ့လုပ်ရဒီနှစ်ခုကအများကိုသိစေနိုင်တယ်ဒါမို့လို့တွေးတဲ့အချိန်မှာမသိပေမဲ့လို့သူပြောလိုက်တဲ့စကားသူလုပ်တဲ့လုပ်ရကိုကြည့်ပြီးတော့ကောင်းတဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆုံးဖြတ်လို့ရတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်ကာယကံဝစီကံမနောကံဆိုတာလို့ကံသုံးပါးနဲ့ပတ်သက်လာလို့ရှိရင်အပြစ်ကင်းတဲ့အချက်တွေတွေးတောကြံစီလိုက်တယ်ဆိုလိုက်တဲ့အချိန်ကလေးကအများအကျိုးဖြစ်ထွန်းစေတဲ့အချက်လက်တွေကိုတွေးတောကြံစီတယ်ကောင်းသောအကြံအစီဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ကိုယ့်အတွက်လည်းကောင်းသောအကျိုးတွေကိုရရှိစေနိုင်တယ်သူတစ်ပါးအတွက်လည်းကောင်းကျိုးချမ်းသာတွေကိုရရှိစေနိုင်တယ်နှစ်ဦးလုံးအတွက်ကောင်းသောကောင်းကျိုးချမ်းသာတွေကိုရရှိစေနိုင်တဲ့အကြံအစီမျိုးဟာကောင်းသောအကြံအစီလို့ဒီလိုသတ်မှတ်ကောင်းတဲ့စကားကိုပြောဆိုတယ်ဆိုတဲ့နေရာမှာကောင်းတဲ့စကားဆိုတာဘယ်စကားမျိုးတုံးဆိုရင်မိမိအတွက်လည်းအကျိုးဖြစ်ထွန်းစေရမယ်နားထောင်တဲ့ပုဂ္ဂိုလ်တိုင်းသူတစ်ပါးအတွက်လည်းအကျိုးဖြစ်ထွန်းစေရမယ်နှစ်ဦးလုံးအတွက်အကျိုးဖြစ်ထွန်းစေရမယ်တဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတတ်တဲ့စကားကိုကောင်းသောစကားလို့ဒီလိုသတ်မှတ်တယ်ဒါကကောင်းတဲ့အလုပ်ဆိုတာဘာလဲလို့ဆိုရင်မိမိအတွက်လည်းကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းစေရမယ်ဖြစ်ထွန်းစေတယ်သူတစ်ပါးအတွက်လည်းကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းစေတယ်နှစ်ဦးလုံးအတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းစေတယ်ဆိုတဲ့အလုပ်ဟာကောင်းတဲ့အလုပ်လို့ကိုကြိုက်လို့ကောင်းတဲ့အကောင်မျိုးမဟုတ်ဘူးအကျိုးဖြစ်ထွန်းစေတဲ့အခါမှာကောင်းတဲ့အကျိုးတွေကိုဖြစ်ထွန်းစေမှာကောင်းတယ်လို့ဒီလိုသတ်မှတ်ဒါပညာရှိလို့သိခြင်းရဲ့အကြောင်း၃မျိုးပဲတနည်းအားဖြင့်ပြောမယ်ဆိုရင်လူလိမ္မာပညာရှိရဲ့အမှတ်အသား၃မျိုးလို့ဒီလိုခေါ်တယ်အဲ့ဒီလူလိမ္မာပညာရှိဟာလူလောကမှာပေါင်းတိုက်သင်းတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်စိတ်ကထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အတူယူပြီးတော့မိကိုအားထားလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီလိုပညာရှိမျိုးပေါင်းသင်းဆက်ဆံရတဲ့ပုဂ္ဂိုလ်ဟာမင်္ဂလာတစ်ပါးပဲဒါကြောင့်မို့ပဏိတနိသသေဝနာပညာရှိတွေနဲ့ပေါင်းသင်းဆက်ဆံပါတဲ့ပေါင်းလိုက်တာနဲ့တပြိုင်နက်သူနဲ့ရှင်တွဲပေါင်းသင်းလိုက်တာနဲ့တပြိုင်နက်ပေါင်းသင်းရတဲ့ပုဂ္ဂိုလ်မှာအကျိုးသက်ရောက်မှုတွေဟာဖြစ်ပေါ်လာတယ်သူစကားမလိုက်နာနဲ့အောင်သူ့ကိုအတူယူပြီးတော့မကျင့်သုံးတဲ့အောင်သူနဲ့ဆက်ဆံလိုက်ရုံနဲ့ပဲကောင်းကျိုးချမ်းသာတွေသူ့မှာဘယ်လိုဖြစ်ထွန်းလာဘယ်လိုဖြစ်ထွန်းလာတော့ဆိုရင်စဉ်းစားကြည့်ဖက်ရက်ကလေးတစ်ခုဟာဘာအနံ့မှမရှိဘူးမွေးကြိုင်တဲ့အနံ့မရှိဘူးသို့တော့ဇွဲပန်းလေးထုတ်လိုက်မယ်ဆိုရင်အဲ့ဒီဖက်ရက်ကလေးကမွေးလာတယ်
ဘာဖြစ်လို့ဖက်ရဲ့ဟာမှုရတယ်လဲလို့ဆိုရင်စပယ်ပန်းနဲ့အတူတကွတည်ရှိလို့ပဲပညာရှိနဲ့ပေါင်းတဲ့နဲ့ဆိုတာအဲ့ဒီတိုင်းပါပဲတဲ့ပညာရှိရဲ့အမှုအကျင့်ဂုဏ်သတင်းတွေဟာမိမိပေါ်မှာအကျိုးသက်ရောက်မှုဆိုတာဖြစ်ပေါ်လာတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒါလူလိမ္မာပညာရှိလူလောကမှာရောက်လာလို့ရှိရင်လူလိမ္မာပညာရှိကိုရွေးချယ်ပေါင်းသင်းဖို့လိုအပ်တယ်လူဆိုးလူမိုက်ကိုဝေးဝေးကရှောင်ရမယ်အဲ့တော့လူလိမ္မာပညာရှိဆိုတာကိုရှားကြံပေါင်းသင်းဖို့ဆိုပြီးတော့မြတ်စွာဘုရားကမင်္ဂလာတုတ်ထဲမှာဒုတိယမင်္ဂလာဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားအနေနဲ့ဟောထားတာဘလောက်အရေးကြီးတယ်ဆိုတာလူဘဝရောက်လာရင်ပေါင်းသင်းဆက်ဆံမှုကအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားကဟောထားတာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေလူဘဝရောက်လာတဲ့ဆိုကြတဲ့ကပညာရှိဆိုတာကိုလည်းသိရမယ်ထိုပညာရှိနဲ့လည်းပေါင်းသင်းဆက်ဆံမှုကြိုးစားရမယ်တဲ့ဓမ္မသာလည်းမိမိအတွက်ဟာကောင်းကျိုးချမ်းသာတွေကိုရနိုင်မယ်ဆင်းရဲဒုက္ခတွေကကင်းဝေးနိုင်တယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်လူလိမ္မာပညာရှိဆိုတာဘယ်စံနဲ့ပြောရမလဲလို့ဆိုလို့ရှိရင်ဒိဋ္ဌိဓမ္မေစယောအထောယောသထောတံပရာယိကောအထာဘိတမယာဓိရာပဏိတောတိပါဝစတိဆိုတဲ့ဒေသနာတော်လေးရှိတယ်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာမျက်မှောက်ဘဝမှာရရှိနိုင်တဲ့အကျိုးစီးပွားတွေကိုလည်းရအောင်ယူတတ်တယ်တမလွန်ဘဝမှာဖြစ်ပေါ်လာမဲ့အကျိုးစီးပွားတွေကိုလည်းရအောင်ယူတတ်တယ်ဆိုလိုတာကခုရောနောင်ပါအကျိုးရှိရာရှိချောင်းကိုဆောင်ရွက်လုပ်ကိုင်တတ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်အကျိုးလည်းရတယ်တမလွန်အကျိုးလို့ဆိုတဲ့အနာဂတ်အကျိုးလည်းရနိုင်တယ်အဲ့ဒီကောင်းကျိုးနှမျိုးကိုရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဟာလူလိမ္မာပညာရှိပဲတဲ့လူလောကမှာတချို့ကပစ္စုပန်ကောင်းကျိုးတော့ရအောင်ယူတတ်ပါရဲ့ထိုသူရယူတဲ့ပစ္စုပန်ကောင်းကျိုးဟာအနာဂတ်အတွက်တော့အဆိုးဖြစ်နေတတ်သေးတယ်နောက်ဘဝအတွက်အဆိုးဖြစ်နေတတ်တယ်ဒီဘဝတော့သူကကောင်းတယ်နောက်ဘဝအတွက်ကျတော့အဆိုးဖြစ်တယ်ဆိုပါစို့သူတော်အပိုင်တဲ့ပစ္စည်းကိုမရရအောင်ရှာဖွေတတ်တဲ့ပုဂ္ဂိုလ်တယောက်သို့မဟုတ်စီးပွားဖြစ်အောင်ဖြစ်တဲ့နည်းနဲ့စီးပွားကိုမရရအောင်ရှာတဲ့ပုဂ္ဂိုလ်တရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းနဲ့ရောစီးပွားတော့ဖြစ်အောင်ရှာတတ်တယ်ကောင်းတယ်ဒီဘဝတော့အကျိုးစီးပွားတွေရတယ်သို့တော့တမလွန်ဘဝအတွက်ကြတော့မကောင်းမြန်ဘူးတစ်ဖက်ဖက်အကျိုးရတယ်လို့ပြောအောင်အဲ့ဒါဟာလူလိမ္မာပညာရှိလို့မခေါ်သေးဘူးတဲ့မြတ်စွာဘုရားကအန္တသုတ်တံမှာဟောထားတာလူလိမ္မာပညာရှိမှာအမြင်နှမျိုးရှိရမယ်ဓမ္မဘက်ဆုံးလူလောကလူတွေမှာကြည့်မျက်စိနှလုံးရှိတယ်အဲ့ဒီမျက်စိနှလုံးရှိတာပဂတိမျက်စိနှလုံးရှိတယ်လို့ပဲဉာဏ်မျက်စိလည်းနှလုံးရှိဖို့လိုအပ်တယ်ဆိုလိုတာကဘက်ဆုံးကြည့်တတ်ရမယ်လို့ဒီလိုပြောတာဉာဏ်မျက်စိနှလုံးဆိုတာဘာပြောတာတော့ဆိုရင်လူဘဝရောက်လာလို့ရှိရင်သာဝတ္နေပြည့်စုံအောင်စီးပွားရေးမျက်စိလည်းရှိရမယ်တဲ့စီးပွားရေးပညာလည်းတတ်ရမယ်ဆိုလိုတာကလှုပ်ရှားကြိုင်စားတရားနိလန်းကြကြလှုပ်ရှားကြိုင်စားစီးပွားရှာတတ်ရမရသေးတဲ့စီစဉ်ဥစ္စာတွေရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားအောင်လိမ္မာကျွမ်းကျင်စွာဆောင်ရွက်နိုင်စွာရှိရမယ်တဲ့နောက်တစ်ဖက်ကပါလဲလို့ဆိုရင်အပြစ်ရှိတဲ့အရာအပြစ်မရှိတဲ့အရာကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုခွဲခြားသိတတ်တဲ့ပညာလည်းရှိရမယ်ဆိုလိုတာကစီးပွားလည်းရှာတတ်ရမယ်ကုသိုလ်အကုသိုလ်ကိုလည်းနားလည်ရမယ်ဒီပညာမျက်စိနှမျိုးရှိဖို့လိုတယ်တဲ့ဆိုပါစို့စီးပွားဥစ္စာသာရှာတတ်ပြီးတော့ကုသိုလ်ရေးရပညာမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တုံးဆိုစီ
စီးပွားဥစ္စာရရင်ပြီးရောဘယ်နည်းနဲ့ရပစ္စည်းဥစ္စာကိုရှာဖွေတတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒီဘဝမှာတော့ကောင်းကျိုးချမ်းသာတွေရကောင်းရနိုင်တော်လည်းပဲနောက်ဘဝအတွက်ကတော့ကောင်းတာတစ်ခုမှမပါတော့ဘူးအဲ့ဒါလို့မဖြစ်စေပဲနဲ့ဒီနှစ်ခုကိုညှိရစီးပွားဘက်ကလည်းတိုးတက်ရမယ်ကိုကျင့်တရားဘက်ကလည်းတိုးတက်ရစီးပွားရေးပညာလည်းရှိတယ်ကိုကျင့်တရားပညာလည်းရှိရအဲ့ဒီနှစ်မျိုးဟာအပြန်အလှန်ထိန်းညှိပြီးတော့လူလောကမှာအတမွေးဝမ်းကြောင်းပြုတတ်တဲ့ပုဂ္ဂိုလ်မှာတကယ်လူလိမ္မာပညာရှိလို့ဒီလိုသတ်မှတ်ရတယ်တဲ့ဒါလောကီပိုင်းဆိုင်ဟာလူလိမ္မာပညာရှိလို့ပြောအဲ့တော့လူလိမ္မာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေမှာစိတ်တဘောထားကလည်းအမတန်မှရိုးဖြောင်းဘယ်တော့မှကောက်ကျစ်ဆင်းလဲတာသူတို့မှမရှိဘူးအမတန်မှရိုးဖြောင်းကြတယ်မြတ်စွာဘုရားအလောင်းတော်နန်းတော်ကထွက်ခွာလာပြီးတော့မကရတိုင်းကိုရောက်ရည်ရွယ်ချက်ကဘာတုံးလို့ဆိုရင်အနုတ္တရံတန္တိဝရပဒံပရိယေသမဆိုတဲ့စကားအတိုင်းအမတန်ငြိမ်းချမ်းတဲ့မတရားနိဗ္ဗာန်ကိုတွေ့အောင်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားအလောင်းတော်ဟာထိလန်းစုစိန်ကိုဆွန့်လွတ်ပြီးတော့ထွက်ခွာပြီးတော့လာခဲ့တယ်အဲ့ဒါလို့ထွက်လာတဲ့အခါမှာဘယ်နည်းနဲ့ရအောင်ရှာရမလဲသူတော်ကောင်းတွေကိုစိတ်ကတ်တယ်အဲ့ဒီခေတ်ကကြော်ကြားတဲ့ဆရာကြီးတွေစီစိတ်ကတ်တယ်စိတ်ကပ်ပြီးတော့သူတို့စီကတရားဓမ္မတွေသင်ယူတယ်လက်တွေ့ကျင့်သုံးတယ်အဲ့ဒီထဲမှာအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးနှစ်ဦးရှိတယ်မကရတိုင်းမှာတဦးကဘာတော့ဆိုတော့ရှင်အာလာရကာလမဆိုတဲ့ဆရာကြီးပဲအဲ့ဒီအာလာရကာလမဆိုတဲ့ဆရာကြီးဟာသမထကျင့်စဉ်တစ်ခုကိုပေါက်ပေါက်ရောက်ရောက်ကျင့်ထားတာသူကဘယ်အဆင့်ထိရောက်အောင်တုံးဆို9ဆင့်ထိအောင်ပေါက်ရောက်ထားတာအားလုံးရှိတာ10ဆင့်ရှိတယ်10ဆင့်ထဲမှာသူ9ဆင့်ထိအောင်ပေါက်ရောက်တာသူ့ရဲ့တမာတိစွမ်းအားဟာအကိဉ္စညာယတနာလို့ခေါ်တယ်အမတမခိုင်မာပြီးတော့အမတမတည်ငြိမ်တဲ့တမာတိတရားအတံပလံကတော့နှောက်ယှက်မှုမပြုနိုင်တဲ့တမာတိစွမ်းအားသူရှိတယ်ဘယ်လောက်ထိအောင်သူတမာတိကောင်းတယ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီဆရာကြီးကလမ်းဘေးတစ်ပင်အောက်မှာတရားထိုင်နေတယ်သဘာဝဝင်စားနေတယ်အဲ့ဒီတမာတိနဲ့တီးနေတဲ့အချိန်မှာသူ့နားလေးကနေပြီးတော့လှဲပေါင်း900ဖြတ်ပြီးတော့မောင်းသွားတာလှဲသမားတွေဆိုတာတိုးတိုးတိတ်တိတ်မောင်းတာမဟုတ်ဘူးနွားတွေကိုလည်းရိုက်အော်ကြဟစ်ကြဆဲကြဆိုကြနဲ့ဒီလိုမောင်းသွားတာလှဲပေါင်း900သူနာကကပ်ပြီးတော့ဖြတ်သွားတာသူမသိလိုက်ဘူးတဲ့မြင်လည်းမမြင်လိုက်ဘူးသိလည်းမသိလိုက်ဘူးကြားလည်းမကြားလိုက်ဘူးတဲ့ဘာဖြစ်လို့အဲ့ဒီလိုဖြစ်ရတာတော့ဆိုတော့သူ့စိတ်ဟာအာယုတစ်ခုတည်းပေါ်မှာထားလိုက်တာတကယ်တော့အိပ်ပျော်နေတာလည်းမဟုတ်ဘူးသူအသိရှိနေတယ်ဘလောက်ဆူညံတဲ့အတန်ပဲဖြစ်ဖြစ်သူနားထဲမှာမကြားဘူးအဲ့ဒါလောက်ထိအောင်တည်ငြိမ်တဲ့စွမ်းအားရှိတဲ့တမာတိကိုရထားတဲ့ပုဂ္ဂိုလ်တူကြီးပဲသူကဘလောက်စိတ်ကောင်းရှိတယ်လဲလို့ဆိုရင်ဘုရားလောင်းကသူစီချင်းကပ်ပြီးတော့နိခံတယ်နိခံတဲ့အခါမှာသူဆရာစားမချမ်းမဲ့နဲ့အကုန်ဟောပြောလိုက်တာဘုရားလောင်းဆိုတာစိတ်ဓာတ်အမတန်ထက်သန်တဲ့ပုဂ္ဂိုလ်ဆရာကြီးပေးတဲ့ဤအတိုင်းသူကျင့်ကြံကြိုးကိုအားထုတ်လိုက်တယ်တတ္တာတို့ဝီရိယတို့တတိတို့သမာဓိတို့ပညာတို့ဆိုတဲ့စွမ်းရည်တွေမြင့်တင်ပြီးတော့အားထုတ်လိုက်တာမကြခင်ပဲဆရာကြီးအဆင့်ရောက်သွားကြည်အာလာရကလမဆရာကြီးဟာဘလောက်စိတ်ကောင်းရှိတုံးဆိုဘုရားလောင်းကသူရောက်သွားတဲ့အဆင့်ကိုသွားပြီးတော့ဆရာကြီးသူဒီအဆင့်ရောက်ပါပြီဆိုတာသွားပြောတာနဲ့တကြိုင်နဲ့လိုက်လဲကြိုးဆိုတယ်
သူသိသလိုဘုရားလောင်းလည်းသိတယ်သူတတ်တယ်လို့ဘုရားလောင်းလည်းတတ်တယ်ဒါကြောင့်မို့လို့သူနဲ့တူတူဒီမှာတရားပြပါလို့ဆိုပြီးတော့ဖိတ်ခေါ်တချို့ဆိုလို့ရှိရင်တပည့်ကတောလာလို့ရှိရင်ဆရာကလက်မခံခြင်းဘူးတိတ်ပြီးတော့ဟောဒီဆရာကြီးကြတော့ဘုရားလောင်းကသူတပည့်ဖြစ်ပေမဲ့လို့သူအစဉ်အတန်းရလာတယ်ဆိုတာချက်ချင်းခြေခြေနက်နက်ကြီးလက်ခံပြီးတော့သူတို့နဲ့ဓာတ်နှိပ်ထားပြီးတော့ဆက်ဆံနိုင်တယ်ပေါ့အဲ့ဒါဟာလူတွေမှာပညာရှိစိတ်ကောင်းရှိတဲ့သဘောတစ်ခုပဲပေါ့လောကမှာကိုယ်နဲ့ပခုံးချင်းရှင်းလာလို့ရှိရင်ခန္ဓာကြီးမရှိကြဘူးလူတွေမှာလေကိုယ်ရဲ့ตาသွားမှာဆိုလဲအမတန်ဆိုးကြတယ်ဆိုးကြဟောလူတွေမှာပညာရှိဆိုတာအဲ့ဒီပုဂ္ဂိုလ်မျိုးကြီးရမှာတကယ်လူတွေမှာပညာရှိလို့ပြောတာဒါကဓမ္မရေးရာဘက်ကကြည့်ရတာနော်နောက်တစ်ခါဥဒကရာမဗုဒ္ဓဆိုတဲ့ဆရာကြီးစီတစ်ခါရောက်သွားဥဒကရာမဗုဒ္ဓကအဲ့ဒီချိန်မှာသူကရာမဗုဒ္ဓလို့ဆိုတော့ရာမဆရာကြီးရှိသေးတယ်သူ့အထက်သူ့နာမည်ကဥဒကရာမဆရာကြီးရဲ့တပည့်ဖြစ်လို့သူ့ကိုရာမဗုဒ္ဓလို့ခေါ်တာအဲ့ဒီဘုရားအလောင်းကဥဒကဆရာကြီးစီရောက်သွားတဲ့အချိန်မှာရာမဆရာကြီးကမရှိတော့ဘူးဘဝတစ်ပါးပြောင်းသွားပြီအဲ့ဒီအချိန်မှာဘုရားအလောင်းကချင်းကပ်ပြီးတော့မေးတယ်သူတို့ရဲ့အဆုံးအမသင်ကြားလိုပါတယ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လိုပါတယ်ဆိုတော့အဲ့ဒီဥဒကဆရာကြီးကလည်းအကုန်သင်ပေးလိုက်တယ်ဘုရားအလောင်းသင်ပေးလိုက်တဲ့အခါဘုရားအလောင်းကသူပေးတဲ့ဤစနစ်အတိုင်းကျင့်ကြံကြိုးကိုအထုတ်လိုက်တော့တမဘတ်80လမ်းဆုံးထီအောင်ရောက်သွားတယ်နေဝတညာနာတညာယတနာလို့ခေါ်တာပေါ့စိတ်ဟာဘလောက်တိမ်မွေ့သွားသလဲလို့ဆိုရင်အမတ်တင်ညာလုံးဝပျောက်သွားတယ်သို့မဟုတ်နည်းနည်းလေးချမ်းနေသေးတယ်မရှိဘူးရှိတယ်လို့ပြောရတဲ့အနေအထားမျိုးပေါ့အဲ့ဒီနေဝတင်ညာနာတင်ညာဆိုတာအမတ်တင်ညာတွေလုံးဝမရှိတော့ဘူးလုံးလုံးကြီးမရှိတာလည်းမဟုတ်ဘူးလို့ပြောရလောက်အောင်တိမ်မွေ့သွားတဲ့အနေအထားမျိုးရအဲ့ဒီ80မြောက်ဇံကိုရပြီးတဲ့အခါကျတော့ဥဒကဆရာကြီးစီသွားတယ်ဒီအဆင့်ဟာဒါအကုန်ပဲလားလို့ဆိုဟုတ်တယ်အကုန်ပဲဥဒကဆရာကြီးကဘလောက်စိတ်ကောင်းရှိတော့ဆိုရင်ဘုရားလောင်းကသူ့ရဲ့တစ်ဆင့်တာသွားတယ်အဲ့ဒီချိန်မှာသူက90ပဲရှိသေးတယ်80မြောက်သူမပေါက်သေးဘူးသူ့ရဲ့ဆရာရာမဆရာကြီးကသာ80မြောက်ထီအောင်ရောက်ခဲ့တာသူကမရောက်သေးဘူးဘုရားလောင်းကသူ့ရဲ့အရင်ရောက်သွားတဲ့အခါကျတော့သူကဘယ်လိုပြောတော့ဆိုရင်တရားဓမ္မအရာမှာဘုရားလောင်းကသူ့ရဲ့တာပါတယ်ဒါကြောင့်မလို့သူတို့အတွက်ဆရာတဆူလုပ်ပြီးတော့ဒီမှာနေပါလို့ဟောတပည့်ဖြစ်ရတဲ့နဲ့ဆရာတင်နိုင်တယ်ပေါ့ဒါတကယ်လူလိမ္မာပညာရှိလို့ပြောတာနော်စိတ်ကောင်းအမတန်ရှိတဲ့ဆရာကြီးနှစ်ယောက်နောက်ပိုင်းကျမှသူလည်းပဲ80မြောက်ထိအောင်ပေါက်သွားတယ်ဘုရားလောင်းကအရင်ပေါက်သွားတယ်လို့အဲ့တော့လူလိမ္မာပညာရှိဆိုတာအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့လုံးဝအိတ်တမစ္စရိယမရှိဘဲနဲ့ပြည့်ပြည့်စုံတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်မျိုးတွေကိုလူလိမ္မာပညာရှိလို့ပြောရတယ်မြတ်စွာဘုရားသာသနာတော်မှာပညာရှိလို့အခေါ်ခံတဲ့ပုဂ္ဂိုလ်တွေများစွာရှိတဲ့ထဲမှာရှင်သာရိပုတ္တရာဟာနံပါတ်1ပဲရှင်သာရိပုတ္တရာဟာနံပါတ်1ဘာဖြစ်လို့ရှင်သာရိပုတ္တရာကနံပါတ်1ဖြစ်ရတော့ဆိုအရာရာမှာရှင်သာရိပုတ္တရာမထေရဟာစူးစမ်းလေ့လာတဲ့သဘောရှိပညာရှိပုဂ္ဂိုလ်တွေရဲ့တွင်မြင်လက္ခဏာတစ်ခုဟာပညာတတ်တဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်ကိုစိတ်ကခြင်းတယ်စိတ်ကပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်မြတ်လို့တယ်ဒါပညာရှိပုဂ္ဂိုလ်ရဲ့တွင်မြင်လက္ခဏာတစ်ခုပဲရှင်သာရိပုတ္တရာမထေရဟာပညာနဲ့ပတ်သက်လာလို့ရှိရင်အမတန်မှစူးစမ်းလေ့လာဓမ္မရေးရာနဲ့ပတ်သက်လာရင်စူးစမ်းလေ့လာမှုအများကြီးလုပ်တယ်သူကြည့်ပုံကိုကြည့်ပေါ့ရှင်သာရိပုတ္တရာသူ့ရဲ့
ပင်ကိုနာမည်ကဥပတိတ်တလို့ခေါ်တယ်သူ့ရဲ့တငယ်ချင်းကကောလိတဆိုတာရှင်မောက္ကလံဖြစ်လာမဲ့ပုဂ္ဂိုလ်ပေါ့ဥပတိတ်တကောလိတဘဝမှာသူတို့နှစ်ပါးဟာပင်စရပြပိုက်လို့ဆိုတဲ့ပြပိုက်ခိုင်းထဲမှာရောက်သွားကြတယ်တရားရှာရင်သူတို့ရောက်သွားကြတာရောက်သွားပြီးတော့တရားဓမ္မရှာကြတယ်ရှာတဲ့အခါမှာကြိုးစားပန်းစားရှာတော့လဲသူတို့လိုချင်တဲ့အနှစ်သာရပြပိုက်တွေရဲ့တရားထဲမှာရှာမတွေ့ဘူးတဲ့အဲ့ဒီပြပိုက်တွေရဲ့လမ်းဆုံးဟာသူပကိဏ္ဏဆိုတဲ့ပြမဘုံပဲအဲ့ဒါကိုအထွတ်ထိပ်ထားကြခုခေတ်လေဘာသာတရားတွေရှိကြတယ်ကောင်းကင်ဘုံပြမဘုံကိုပဲအထွတ်ထိပ်ထားပြီးတော့ကောင်းကင်ဘုံကိုလက်ညှိုးထိုးကြရတာအဲ့တော့နိဗ္ဗာန်ဆိုတာကြတော့အဲ့ဒီလိုကောင်းကင်ဘုံကိုပြောတာမဟုတ်ဘူးအဲ့ဒီပြပိုက်တွေရဲ့ကောင်းကင်ဘုံဆိုတာလည်းပဲသူပကိဏ္ဏဆိုတဲ့ပြမဘုံသူတို့ဟာပန်းနိုင်မယ်အဲ့ဒီမှာဒီမှာရှင်သာရိပုတ္တရာရှင်မောက္ကလံတို့ရဲ့အလောင်းဖြစ်တဲ့ဥပတိတ်တကောလိတတို့ဟာသိဉ္စရဆရာကြီးထံမှာနီးခံပြီးတော့သင်ကြတယ်သင်တဲ့အခါမှာသူတို့ကျေနပ်အားရမှုမရဘူးသူတို့လိုချင်တဲ့ဓမ္မအသိမဟုတ်သေးဘူးတဲ့ဒါကြောင့်ဓမ္မအသိကိုဆက်လက်ပြီးတော့ရှာဖွေကြတယ်မြတ်စွာဘုရားထံကနေပြီးတော့ဓမ္မစကြာတရားကိုနာလို့တရားဓမ္မတွေကျင့်ကြံကြိုးကုံအထုတ်လို့ဓမ္မစကြာတရားဟောပြီးတဲ့နောက်9ရက်မြောက်မှာအနတ္တလက္ခဏာတုတ်ကိုနာရင်ကနေပြီးတော့ယဟန္တာဖြစ်လာတဲ့ပင်စဝေခိ9ပါးထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီနဲ့တွေ့ရာဇဂုံမြို့တနေရာမှာရှင်အတ္တစီနဲ့တွေ့တဲ့အခါလူလိမ္မာပညာရှိတွေဆိုတာသူတို့လိမ္မာပန်းတ်တယ်လူတယောက်မြင်လိုက်တာနဲ့သူတို့အကဲခတ်တယ်ရှင်အတ္တစီမြင်လိုက်တာနဲ့သူကအကဲခတ်တယ်သွားပုံလာပုံအမူအရာကြည့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်မြတ်ဖြစ်ရမယ်သူ့ရဲ့နှလုံးသားမှာထူးခြားတဲ့တရားတွေကိန်းဝတ်နေတာဖြစ်ရမယ်ဆိုတာလူလိမ္မာပညာရှိများကအတတ်သိတယ်ပေါ့ဒါကြောင့်မို့ရှင်အတ္တစီနောက်ကနေပြီးတော့လိုက်သွားတယ်ရှင်အတ္တစီကဆွမ်းခံပြီးတော့ဆရာကလေးတစ်ဆောင်ပေါ်မှာတက်ဆွမ်းဖုံးပေးအနီးနားကသူ့ထဲမှာပါလာတဲ့ရေကရားကရေလေးတွေငှဲ့ပြီးတော့ရှင်အတ္တစီကိုဝေကျိုးငယ်ပြုတ်ပြီးတော့ပါမေးလေလို့ဆိုရင်အရှင်ဘုရားဆရာကဘသူလဲဘသူတရားကိုအရှင်ဘုရားနှစ်သက်တယ်လဲအဲ့ဒီဆရာကဘာတွေဟောတယ်လဲဆိုတာကိုသူစူးစမ်းလေ့လာတဲ့အခါမှာရှင်အတ္တစီကသစ္စာ၄ပါးကိုအတူချုံပြီးတော့ပြောပြလိုက်တယ်အကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားတွေခြုံငိမ့်သွားလို့ရှိရင်အကျိုးတရားတွေလည်းခြုံငိမ့်သွားတယ်ဆိုတဲ့သဘောအဲ့ဒါလိုခြုံငိမ့်မှုရာအတွက်ချင့်စဉ်တစ်ခုရှိတယ်ဆိုတဲ့အကြောင်းဒုက္ခသမုဒယនិရောဓမေဃလို့ဆိုတဲ့သစ္စာ၄ပါးကိုအချင်းချင်းရှင်းပြလိုက်တာနဲ့ပဲရှင်သာရိပုတ္တရာရဲ့အလောင်းဖြစ်တဲ့ဥပတိတ္တပြပိုက်ဟာတန်တရားတွေကင်းသွားပြီးတော့သောတပတ္တိမဲ့သောတပတ္တိဖို့ဆိုတာတန်တရားကင်းခြင်းအမြင်မှန်ခြင်းဆိုတဲ့အရည်ချင်းနှစ်ခုအောင်မြင်ရရှိသွားတယ်သောတပန်ဖြစ်သွားတယ်ပေါ့ရှင်းနှက်လိုက်တာဝမ်းသာလိုက်တာဓမ္မအမြင်နဲ့ပတ်သက်ပြီးတော့အမတမရှင်းနှက်လို့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ကောလိတကိုလည်းထပ်မံရှင်းပြီးတော့ပြောတယ်ကောလိတပြပိုက်ကလည်းပဲသူပြောပြတာနားထောင်ရင်းကနေပြီးသူလည်းသောတပန်ဖြစ်သွားကြအဲ့ဒါလို့သောတပန်ဖြစ်သွားပြီးတော့တငယ်ချင်း2ယောက်ဟာဒီတရားကမှသူတို့ရှားနေတဲ့တရားအစစ်ဖြစ်တယ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီလိုဆုံးဖြတ်နိုင်စွမ်းရှိလာတယ်ပေါ့ကဘာပေါင်းမြောက်များစွာသူတို့ရှားလာတာဒီတရားပဲအဲ့တော့ဒီတရားကိုခေါ်တဲ့မြတ်စွာဘုရားထံသွားကြမယ်ပညာရှိသူတော်ကောင်းဆိုတာအမတမစိတ်ကောင်းရတယ်ရှိတယ်စိတ်ကောင်းရှိတော့သူတို့ကိုကြည့်ရှုစောင့်ရှောက်ပြီးတော့ပညာသင်ပေးခဲ့တဲ့သိဉ္စရဆရာကြီးကိုသူတို့ကရှင်သာရိပုတ္တရာအလောင်းဥပတိတ္တဟာသူတို့လိုပဲအသိဉာဏ်တွေကိုရစေခြင်းဒါကြောင့်ဆရာကြီးစီသွားတာပေါ့သွားပြီးတော့ဆရာကြီးကို
တရားဥတရားမြတ်အကြောင်းရှင်းပြောတယ်ရှင်းပြောတဲ့အခါကျတော့ဆရာကြီးကသူကပရပိုက်တွေအလုံးရဲ့ဆရာတဆူလုံးနေတာဖြစ်တဲ့အတွက်ကြောင့်တပည့်မခံနိုင်ဘူးတပည့်မခံနိုင်ဘူးအဲ့လိုပုဂ္ဂိုလ်မျိုးကြတော့သူကပညာရှိလို့မခေါ်နိုင်ဘူးပညာရှိလို့မခေါ်နိုင်ဘာဖြစ်လို့လဲဆိုတော့ तू လုံလောက်အောင်ပညာမရှိဘူး तू သင်ထားလို့သိတာပဲရှိတယ်ပညာတော့မရှိဘူးလို့ဒီလိုပြောရသူအတွေးတွေလွဲမှားနေတယ်အသိပညာဓမ္မနဲ့ပတ်သက်တဲ့ပညာသူ့မှာမရှိသည့်အတွက်ကြောင့်မလိုက်လို့ဘူးညင်းပယ်တယ်ဘာပြောလိုက်တုံးဆိုရင် तू များတွေကိုညွန်ပြနေတဲ့ဆရာလုပ်ပြီးမှသူများတစ်ဖက်မခံနိုင်ဘူးဆိုတဲ့အပြောမျိုးပြောလိုက်ဥပမာနဲ့ပြောတဲ့အခါကျတော့ရေလောင်အိုးကြီးလုံနေပြီးတော့မှရေလောင်အိုးငယ်လေးတော့မလုပ်ချင်ဘူးပေါ့လေဖျားစီလိုက်မယ်ဆိုရင် तू ကရေလောင်တဲ့အိုးငယ်ကလေးတစ်ခုဖြစ်မှာပေါ့အဲ့ဒီတော့ရှင်သာရိပုတ္တရာကအလောင်းဥပဋိတ္တပရပိုက်ကပြောတယ်လောကမှာဖျားပွင့်လို့အမှန်တရားတွေဟောနေပြီဆရာကြီးမလိုက်ဘူးဆိုလို့ရှိရင်ဆရာကြီးနားမှာလူရှိမှမဟုတ်တော့ဘူးအလုံးဟာအမှန်တရားကိုလိုက်ကြမှာရိုးရိုးသားသားပြောလိုက်တာသို့တော့ဆရာကြီးကဗာပြန်ပြောတော့ဆိုရင်အေးငါမေးမယ်တဲ့လောကမှာလူဆိုးလူမိုက်နဲ့လူလိမ္မာပညာရှိဘယ်သူကများတော့လို့မေးတော့ဟောလူဆိုးလူမိုက်တွေကပဲများပါတယ်လူလိမ္မာပညာရှိဆိုတာအလွန်နည်းတယ်အေးအဲ့ဒါလို့ဆိုရင်လူလိမ္မာပညာရှိတွေယဟန်ဂေါတမစီသွားကြလိမ့်မယ်လူဆိုးလူမိုက်တွေငါစီမှာကြံရင်လေအမြဲတမ်းငါစီကတော့လူများမှာပဲလို့သူကဒီလိုပြောလိုက်တယ်အဲ့တော့အဆိုးဘက်ကပဲအမြဲတမ်းတွက်တယ်အကောင်းဘက်ကိုမတွက်နိုင်နော်ကောင်းဘက်ကိုမတွက်နိုင်ခုနကဥဒကရာမဗုဒ္ဓတို့အာလာရဂါလာမတို့စိတ်နေသဘောထားနဲ့အမတန်ကွာခြားတယ်ပေါ့ဒီဆရာကြီးကဒါကြောင့်မို့လို့မိစ္ဆာဒိဋ္ဌိဆရာကြီး6ဦးဟာဘဝမှာအဆုံးသတ်မကောင်းကြဘူးတဲ့သူတို့ကိုသူတော်ကောင်းလို့သတ်မှတ်ထားပေမဲ့လို့သူတို့ဟာတကယ်လူလိမ္မာပညာရှိဆိုတဲ့စိတ်ရင်းထဲမှာမဝင်ဘူးတဲ့အယူဆွဲကြီးမားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆရာလုပ်တိုင်းပညာရှိမဖြစ်ဘူးနော်သူများကိုဆရာလုပ်နေတိုင်းပညာရှိဆိုတာမဖြစ်ဘူးတဲ့တကယ်ကိုပညာရှိဆိုတာအမှားအမှန်ကိုဆုံးဖြတ်နိုင်စွမ်းရှိပါတကယ်ပညာရှိတဲ့အဲ့တော့ရှင်သာရိပုတ္တရာတို့ဟာမြတ်စွာဘုရားရဲ့တပည့်ခံဖို့အတွက်တငယ်ချင်း2ယောက်ဘုရားသာသနာကိုဝင်လိုက်ကြဝင်လိုက်တဲ့အခါကျတော့ဥပဋိတ္တဆိုတဲ့နာမည်တို့ကောလိတဆိုတဲ့နာမည်တွေကိုလေးထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တော့ကြောင့်နာမည်ကိုတိုက်ရိုက်မခေါ်ကြတော့ဘူးသာသနာတော်မှာဒါလေးစားသမှုပြုပြီးတော့ခေါ်တဲ့သဘောမျိုးပဲဆိုပါစို့မြန်မာနိုင်ငံမှာလည်းပဲကျောင်းတိုင်ဆရာတော်ကြီးတွေရဲ့ဖွဲ့ကိုခေါ်လေးမရှိကြဘူးခေါ်လေးမရှိပဲနဲ့ဘယ်ကျောင်းဆရာတော်ကျောင်းဆရာတော်တောင်ကျောင်းဆရာတော်မြောက်ကျောင်းဆရာတော်ဆိုတဲ့အခေါ်မျိုးနဲ့ခေါ်ကြတယ်ထို့တူပဲရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံဥပဋိတ္တတို့ကောလိတတို့ဆိုတဲ့ဒီပုဂ္ဂိုလ်2ဦးသာသနာပေါင်းရောက်လာလို့ထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာလို့မြတ်စွာဘုရားရဲ့လက်ရရန်လက်ဝဲရန်တွေဖြစ်လာတဲ့အခါမှာတန်ဃာတွေကလေးစားတဲ့အနေနဲ့ဥပဋိတ္တကိုမိခင်နာမည်နဲ့တွဲဖက်ပြီးသာရိပုတ္တဒေါတာရီရဲ့သားတော်ဆိုတဲ့အနေနဲ့ခေါ်တယ်ကောလိတကိုမောက္ကလနာအနွယ်နာမည်နဲ့ခေါ်လိုက်ကြတယ်ပေါ့ဒါလေးစားသမှုပြုပြီးတော့ခေါ်တဲ့အခေါ်မျိုးတွေပေါ့အဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့ဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားထံရောက်လာကြရောက်လာပြီးတော့ဘုရားပေးတဲ့ကမ္မထတရားကိုဆက်လက်ပြီးတော့အားထုတ်ကြတယ်သောတပန်ပုဂ္ဂိုလ်တွေဖြစ်တဲ့ဝိပဿနာနဲ့တဂရဂံဖြစ်ဖို့ဝိပဿနာမတူဘူးအဆင့်မြင့်လာတဂရဂံဖြစ်ပြီးရင်အနာဂံဖြစ်မဲ့ဝိပဿနာကျင့်စဉ်မျိုးကျင့်ရ
အနာဂံဖြစ်ပြီးရင်လည်းယဟန္တာဖြစ်မဲ့ဝိပဿနာကျင့်စဉ်မျိုးကိုကျင့်ရတယ်ဆက်တိုက်ဖြစ်တယ်လို့ဆိုပေမဲ့လို့ဝိပဿနာကျင့်စဉ်နဲ့ပဲသွားတယ်ဒီတိုင်းဖြစ်တာမဟုတ်ဘူးသောတာပန်ဖြစ်ပြီးသဂရကံအနာဂံယဟန္တာဒီလိုတန်းဖြစ်သွားတာမဟုတ်ဘူးဈာထဲမှာဝိပဿနာဉာဏ်နဲ့သွားတာပဲအကုန်လုံးအဲ့တော့သောတာပန်ဖြစ်ပြီးတော့သဂရကံအနာဂံယဟန္တာဖြစ်ဖို့ဝိပဿနာကျင့်စဉ်တွေကိုကျင့်ကြတယ်ရှင်မောဂလန်ကလည်းကျင့်တယ်ရှင်သာရိပုတ္တရာလည်းကျင့်တယ်ကျင့်တဲ့အခါမှာရှင်မောဂလန်ကတော့သမာဓိစွမ်းအားကိုဦးစားပေးပြီးတော့သူကကျင့်တယ်သမာဓိစွမ်းအားကိုဦးစားပေးပြီးတော့ကျင့်လိုက်တဲ့အခါကျတော့9 ရက်အတွင်းမှာပဲယဟန္တာဖြစ်သွားတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကတော့သမာဓိကိုဦးစားပေးပြီးတော့မကျင့်ဘူးပညာကိုဦးစားပေးတယ်အရာရာကိုစူးစမ်းဆင်ခြင်နေတယ်အကုန်လုံးသိချင်တယ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့တရားဓမ္မတွေကိုအသေးစိတ်လေ့လာပြီးတော့ဝိပဿနာရှုတယ်ဒါမှမဟုတ်ရှင်သာရိပုတ္တရာရဲ့ဝိပဿနာကိုအနုပဒဓမ္မဝိပဿနာလို့ခေါ်တယ်အသေးစိတ်ရှုပြီးတော့မှသူကဝိပဿနာဉာဏ်ဖြစ်တယ်ရှင်မောဂလန်ရဲ့ဝိပဿနာကတော့တိမ်ကျုံပြီးတော့ခြုံငုံပြီးတော့ရှုတဲ့ဝိပဿနာရှင်သာရိပုတ္တရာတို့အသေးမစိတ်ဘူးဒါကြောင့်မို့လို့ခုခေတ်မှာလည်းပဲတရားအထုတ်တဲ့အခါမှာဝိပဿနာကျင့်တဲ့အခါမှာတချို့ကတမာရီကိုမြင့်တင်ပြီးတော့ဝိပဿနာပဲခူးလို့ရှိရင်မြန်ပေါက်ရောက်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့သဘာဝတရားတွေကိုစူးစမ်းလေ့လာဆင်ခြင်ပြီးတော့ဝိပဿနာယာနိကအနေနဲ့သဘာဝတရားတွေကိုအသေးစိတ်ရှုနေလို့ရှိရင်ကြာတတ်တယ်တဲ့အဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ကနှစ်ပတ်ကျင့်မှယဟန္တာဖြစ်တယ်ရှင်မောဂလန်ကတစ်ပတ်အတွင်းမှာပဲယဟန္တာဖြစ်သွားတယ်အဲ့တော့ဒီနှစ်ပါးဟာဘယ်သူကဉာဏ်ထက်တာတုံးလို့ဆိုတော့ရှင်သာရိပုတ္တရာကဉာဏ်ထက်တယ်အဲ့ဒါလို့ဉာဏ်ထက်ပါရဲ့သားနဲ့ဘာဖြစ်လို့ကြံ့ကြာနေရသလဲဆိုတာကိုအထက်ကရာကဥပမာပေးထားတာတော့မြန်မာစကားပြောသလိုပေါ့ဘယင်များထွက်တော်မူတဲ့အခါမှာပြင်ရဆင်ရနဲ့ကိန်းကြီးခန်းကြီးနဲ့ရှင်မရင်တစ်ခါအတွက်ပဲကြီးတလေချက်ဆိုတာတော့အသေးစိတ်ပြင်ဆင်မှုတွေလုပ်နေသည့်အတွက်ကြောင့်ရှင်မရင်တစ်ခါထွက်ရင်အတော်ကြာတယ်လို့ပြောတယ်အဲ့တော့ရှင်သာရိပုတ္တရာကအသေးစိတ်ရှုပြီးတော့သွားတာဖြစ်သည့်အတွက်ကြောင့်15 ရက်ကြာမှသူ့ရဲ့ဝိပဿနာကျင့်စဉ်တစ်ခုဟာလမ်းဆုံးသွားတယ်ရှင်မောဂလန်ကတော့အသေးစိတ်တွေမလိုက်ဘူးသမာဓိစွမ်းအားကိုပြင့်ပြီးတော့ပေါ်လာတဲ့သင်္ခါရတရားတွေယုတ်တရားတွေနာတရားတွေကိုဖိနှိပ်ပြီးတော့ရှုချလိုက်တဲ့အခါကျတော့သူ့ရဲ့ဝိပဿနာကလင်းလင်းမြန်မြန်နဲ့ကိစ္စပြီးသွားတယ်ရှင်အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတယ်ဆိုလို့ရှိရင်တာမန်အယတ္တတယောက်ခရီးသွားလို့ရှိရင်နော်ဘာမှပြင်ဆင်စရာမလိုဘူးအိမ်လေးတကားပိတ်ပြီးတော့ထွက်သွားရုံပဲဘာမှလုပ်စရာမလိုဘူးအထုပ်ကလေးတစ်ထုပ်ထွဲပြီးတော့ထွက်သွားလိုက်တယ်အေးရှင်မင်းတို့ရှေ့ဝင်းနောက်ဝင်းနေနဲ့ဝင်းခင်းပြီးတော့ထွက်နေရတာမဟုတ်တဲ့အတွက်ကြောင့်လင်းလင်းမြန်မြန်ပဲထွက်သွားနိုင်တယ်အဲ့ဒါလိုဥပမာပေးထားအဲ့တော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာအသေးစိတ်လိုက်နေရှိကြတယ်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အသိဉာဏ်ဟာဝိပဿနာကျင့်ကြံကြိုးကုပ်အထုတ်တုံးကလေးကပဲဉာဏ်ရည်ဉာဏ်စွမ်းအမတ္တမထက်တယ်တဲ့ဒီမထေရမြတ်ကြီးနှစ်ပါးဟာလူဘဝတုန်းကလည်းတငယ်ချင်းတွေပဲသာသနာပေါင်းဝင်လာတော့လဲတူတူပဲတရားရှာထွက်ကြတော့လဲတူတူပဲလူလိမ္မာပညာရှိတွေဆိုတာလောကကြီးကိုအမှတ်တမဲ့မနေကြဘူးစဉ်းစားပြီးတော့နေကြတယ်အမြဲတမ်းပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာအရာရာဆင်ញင်စဉ်းစားတယ်သူတို့လည်းပထမတုန်းကတာမန်လူသားတွေပဲဥပဒိတရွာကရွာခေါင်းဆောင်ရွာတကြီးရဲ့သားတထေးရဲ့သားကောလိတရွာကခေါင်းဆောင်ရဲ့သားတငယ်ချင်း2 ယောက်ရာဇကြုတ်ပြည်မှာအလွန်ကြီးကျယ်ခမ်းနားလာတဲ့
ခိရခသမစ္ဆာလို့ခေါ်တယ်တောင်ထိပ်ပွဲသဘင်ကြီးတွေကျင်းပလေးရှိတယ်ဟုတ်တကယ်ချင်းတွေကပွဲကြည့်သွားတာပွဲကြည့်သွားတဲ့အခါမှာပွဲထဲမှာပျော်လို့ပါလို့ပေါ့လေသဘောကြတာတွေဆိုရင်ဆုချကြတယ်လက်ခုပ်ဩဘာပေးတယ်ဒါသူတို့လုပ်နေကြခုခေတ်မှာဆိုရင်တော့ပန်းကုံးစွတ်တာတို့ဘာတို့ပေါ့နော်အဲ့ဒါလို့လူလောကတာမန်ပုဂ္ဂိုလ်တွေလို့ပက်ဆန်ချမ်းသာတဲ့ပုဂ္ဂိုလ်သူတို့နှစ်ဦးကပျော်လို့ပါလို့အဲ့ဒါလို့ပွဲသဘင်ရဲ့ပျော်စရာရွှင်စရာတွေနဲ့ချီရင်းကနေပြီးတော့ဘလို့တွေးပြီးကြလဲလို့ဆိုရင်တို့တွေဟာအခုလို့အချိန်ဖြုံးနေတာမှန်ရလားဘာများထူးခြားလာမှလဲတနေ့ကျတော့အားလုံးဟာတည်သွားကြမှာပဲတယောက်မှမရှိမှမဟုတ်ဘူးဆိုတဲ့အတွေးလေးတွေဝင်လာပွဲကြည့်ရင်ဒီလိုအတွေးဝင်လာဖို့ဆိုတာတာမန်ပုဂ္ဂိုလ်တွေဝင်လာဖို့မလွယ်ဘူးပေါ့ပွဲကြည့်ရာကနေပြီးတော့ပျော်စရာရှာလို့မတွေ့လာတော့ဘူးအနည်းတရားကြာလို့ရှိရင်အခုလူတွေအားလုံးဟာသိဆုံးသွားကြမှာပဲတို့လည်းသိဆုံးသွားကြမှာပဲအဲ့တော့ခုလိုပျော်ပါပြီးတော့ပွဲလမ်းတဲ့ပင်တွေကြီးရှုနေလို့တို့အတွက်ဘာမှအကျိုးမရှိဘူးဆိုတဲ့အတွေးဝင်လာခဲ့တယ်ဒါလူလိမ္မာပညာရှိတွေတွေးတတ်တာပညာရှိလို့စဉ်းစားတတ်စဉ်းစားတတ်လာသည့်အတွက်ကြောင့်ဒါတွေဟာအနှစ်သာရကင်းမဲ့တယ်တို့ဆက်ပြီးတော့မလိုက်နဲ့တော့တရားရှာကြမယ်ဆိုပြီးတော့ထွက်ကြတယ်နောက်ဆုံးမှာမြတ်စွာဘုရားရဲ့တရားတော်ကိုရှင်အတ္တဇိထံကနာရင်ကနေပြီးတော့ဘုရားသာသနာဘက်ကိုရောက်ရှိလာခဲ့ကြတာပေါ့အဲ့ဒါလိုရောက်ရှိလာပြီးတော့အမှန်တရားကိုတွေးရှိပြီးတော့လာခဲ့ကြတယ်သူတို့နှစ်ပါးဟာသာသနာပေါင်းမှာရောက်ရှိတော့လေအလွန်ခင်မင်ကြတယ်အတူတကွနေကြတာများတယ်တခါတော့ကသုတ်တန်လေးတစ်ခုမှာမှတ်တမ်းတင်ထားတဲ့အကြောင်းအရာလေးတစ်ခုကအလွန်စိတ်ဝင်စားစရာကောင်းတယ်တန်ရုပ်ထဲမှာဂတသုတ်ဆိုတာရှိတယ်ဂတဆိုတာခါကြီးနဲ့တတလင်းကျိတ်ပေါင်းပြီးတော့ရေးတဲ့ဂတသုတ်ဂတဆိုတာအိုးလို့အဓိပ္ပာယ်ရအဲ့ဒီမှာမြတ်စွာဘုရားကတာဝတိမှာနေတယ်ရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာတို့ကရာဇဂိုမှာနေကြတယ်အဲ့ဒီလိုနေရင်းကနေပြီးတော့ဒီနေ့ကျတော့ရှင်မောက္ကလန်ကဘာစိတ်ကူးရတော့လို့ဆိုတော့မြတ်စွာဘုရားကိုသူမေးခွန်းနေမေးခြင်းမေးခွန်းနေမေးတာသူ့เจ้าကနေပြီးတော့ဘုရားကိုမေးခွန်းမေးခြင်းဘာလုပ်လဲလို့ဆိုတော့ဒိဗ္ဗစက္ခုဝင်စားလိုက်တယ်ဘုရားဘယ်မှာရှိလဲလှမ်းကြည့်တယ်ကြည့်ပြီးတဲ့အခါမှာဒိဗ္ဗသောတာလို့ဆိုတဲ့နားကိုဖွင့်ထားလိုက်ဟောဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတာအဘိညာဉ်နှစ်ခုဝင်စားလိုက်တယ်ဝင်စားပြီးတော့မြတ်စွာဘုရားစီသူတရင်ပို့လိုက်တယ်ပေါ့မြတ်စွာဘုရားကလည်းမောက္ကလံဘာတွေလုပ်တယ်ဆိုတာကိုသိတော့ဘုရားကလည်းဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတာဝင်စားတယ်ရှင်မောက္ကလံကရာဇဂိုပြေကနေပြီးတော့မြတ်စွာဘုရားကိုလှမ်းမေးတယ်မေးခွန်းနေလှမ်းပြီးတော့မေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကတာဝတိပြေကပဲလှမ်းဖြေလိုက်တယ်နော်ခုခေတ်တယ်လီဖုန်းနဲ့စကားပြောနေတယ်လို့ပဲဒိဗ္ဗစက္ခုပါလာသည့်အတွက်ကြောင့်တယ်လီဖုန်းတောင်မှရိုးရိုးတယ်လီဖုန်းမဟုတ်ဘူးရုပ်မြင်သံကြားတယ်လီဖုန်းရှင်မောက္ကလန်ရဲ့ပုံသဏ္ဍာန်လည်းပဲပေါ်လာတယ်အတန်လည်းကြားရတယ်မြတ်စွာဘုရားရဲ့ပုံသဏ္ဍာန်လည်းပေါ်လာတယ်အတန်လည်းကြားရတယ်အဘိညာဉ်စွမ်းအားတွေနဲ့ရှင်မောက္ကလန်ကမေးခွန်းမေးလိုက်မြတ်စွာဘုရားကဖြေလိုက်တယ်အဲ့ဒီလိုနေရင်ကနေညနေပိုင်းရောက်တဲ့အခါကျတော့ရှင်မောက္ကလန်ဟာမြတ်စွာဘုရားရဲ့တရားကိုဒိဗ္ဗသောတာနဲ့နာရတဲ့အခါမှာသိပြီးစိတ်တွေကကျေနပ်တယ်ကျေနပ်တော့သူ့မျက်နှာဟာခါတိုင်းနဲ့ပြုံးနေညနေပိုင်းကျတော့ရှင်သာရိပုတ္တရာနဲ့ဆုံရတယ်ဆုံတော့ရှင်သာရိပုတ္တရာအကဲခတ်တယ်ငါရှင်ရဲ့မျက်နှာဟာဒီကနေ့ပို့ပြီးတော့ကြီးနေတယ်
ဒီကနေ့ပို့ပြီးတော့ကြည်လင်းနေတယ်အိန္ဒိယတွေဟာပို့ပြီးတော့တန့်ပြန့်နေတယ်ဒီကနေ့ဘာတရားဓုတရားမြတ်တွေများဘယ်လိုတမဘတ်တွေဝင်စားပြီးတော့ဘာတွေများရှုမှတ်လို့အခုလိုရုပ်ဆင်းတွေပို့ကြည်လင်တာလဲလို့မေးလိုက်တော့ရှင်မောက္ကလံအဖြေတယ်တခြားမဟုတ်ပါဘူးတဲ့တပည့်တော်မြတ်စွာဘုရားကိုမေးခွန်းနေမေးတာသိကျင်တဲ့မေးခွန်းနေမေးတော့မြတ်စွာဘုရားကဖြေတယ်အဲ့ဓာတွေကိုကြားနာရပြီးတော့တပည့်တော်ပီတိဖြစ်လို့ပါလို့ဆိုတော့ရှင်သာရိပုတ္တရာမေးနေပါဦးမြတ်စွာဘုရားကတာဝတိပြည်မှာနေတာကိုတော်ကဒီမှာနေတာဘယ်လိုလုပ်မေးခွန်းနေမေးပြီးတော့ဘယ်လိုလုပ်အဲ့ဒီမေးခွန်းတွေကိုနားထောင်ရတာတော့ဆိုသူကပြောပြတပည့်တော်ကျောင်းထဲကနေပြီးတော့ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတာအဘိညာဉ်နှစ်ခုဖွင့်ပြီးတော့မြတ်စွာဘုရားစီပို့လွှတ်လိုက်မြတ်စွာဘုရားကလည်းဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်နှမျိုးဝင်စားပြီးတော့တပည့်တော်မေးသမျှတွေကိုဖြေတယ်တဲ့ဒီလိုဆက်သွယ်ခဲ့တာဟောဒါတယ်လီဗီရှင်းတို့ရဲ့ရှေ့ပြေးတွေပဲထူးထူးဆန်းဆန်းအဲ့ဒီတုတ်တုတ်ဟာတန်ရုပ်ထဲမှာပါရှိတယ်ကတတုတ်ဆိုတာအဲ့ဒါလို့ရှင်မောက္ကလံကပြောပြလိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာမထေရကအလွန်အံ့ဩပြီးတော့ပညာရှိဆိုတာတော်ရင်တော်တယ်လို့ချီးမွမ်းတတ်တယ်အမြဲတမ်းပဲအဲ့တော့ဘယ်လိုပြောတော့ဆိုတော့ရှင်မောက္ကလံတို့များတကိုးကြည့်လိုက်တာကြည်သာယူဇနာပေါင်းများစွာဝေးလံတဲ့မြတ်စွာဘုရားနဲ့မိခွန်းနေမေးလို့တရားနာနိုင်အောင်သူစွမ်းဆောင်နိုင်ပါပေတယ်ရှင်မောက္ကလံများတကိုးကြည့်လိုက်တာနဲ့ရှင်သာရိပုတ္တရာမထေရကပြောရင်းကနေဘယ်လိုဥပမာပေးတော့ဆိုရင်ရှင်မောက္ကလံတို့များတကိုးရာမှာဆိုတော့တကယ်ကိုကြီးမားတဲ့တောင်တုတ်ကြီးလိုပါပဲတဲ့တပည့်တော်တို့ရှင်မောက္ကလံနဲ့ကြည့်လိုက်မယ်ဆိုရင်တောင်တုတ်ကြီးအနီးနားမှာချထားတဲ့ကြောက်တုံးကလေးတုံးစာလောက်ပဲရှိပါတယ်လို့ပြောတကိုးနဲ့တကိုးရှင်တွေကိုရှင်သာရိပုတ္တရာကတောင်နဲ့နှိုင်းရှင်တယ်ဆိုတာလောကလူတွေကတကိုးပြတ်တတ်တဲ့ပုဂ္ဂိုလ်တကိုးရှင်ကိုလူကသိတာဟုတ်ဒါကြောင့်မို့တောင်ကြီးနဲ့နှိုင်းရှင်တယ်တောင်ကြီးဆိုတာအရက်လေးမျက်နှာကမြင်ရတယ်လေအမတန်မြင့်တဲ့တောင်ကြီးဆိုတာအရက်လေးမျက်နှာမြင်ရတကိုးရှင်နေဆိုတာလည်းပဲအလုံးကသိကြထင်ပေါ်ကြော်ကြားတယ်ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာပြောလိုက်တာရှင်မောက္ကလံဟာတကယ်မြင့်မားတဲ့တောင်တုတ်ကြီးပါတဲ့တပည့်တော်တို့အဲ့ဒီတောင်ဘေးနားလေးမှာကတ်ချထားတဲ့ကြောက်တုံးကလေးလောက်ပါပဲနဲ့ပြောတော့ရှင်မောက္ကလံကဘာပြန်ပြောတော့ဆိုတပည့်တော်များဟာတဲ့ရှင်သာရိပုတ္တရာရဲ့အဆင့်ကိုမမီပါဘူးတဲ့ရှင်သာရိပုတ္တရာကတကယ်စားအိုးတွေကစားတွေပါတဲ့တပည့်တော်တို့ကအဲ့ဒီစားအိုးတွေကစားခဲလေးစားပွင့်လေးတစ်ပွင့်လောက်ပါတဲ့ဟောဒီဥပမာနှိုင်းခိုင်းတာကိုကြည့်ပညာရှိကြတော့စားနဲ့နှိုင်းတယ်နော်တကိုးရှင်တွေကြတော့ကြောက်တောင်ကြီးနဲ့နှိုင်းရှင်တကိုးရှင်ဆိုတာလူသိများတာဖြစ်လို့ထင်ပေါ်ကျော်ကြားတာဖြစ်သောကြောင့်တောင်နဲ့နှိုင်းရှင်တယ်ရှင်မောက္ကလံကရှင်သာရိပုတ္တရာကိုစားအိုးကြီးလို့ပြောလိုက်တာစားအိုးကြီးတဲ့စားအိုးဆိုတာမိဖို့ကြောင့်ထဲမှာနေတာဘယ်သူမှမသိဘူးသို့တော့ဘယ်ဟင်းချက်စားမပါတာရှိရလားစားမပါဘူးဆိုလို့ရှိရင်ပေါ့ပြက်ပြက်တွေဖြစ်တယ်ဘယ်ရာမှာပဲဖြစ်ဖြစ်စားကလေးကတော့နည်းနည်းထည့်ရတာကြီးပဲဆိုလိုတာကပညာရှိဆိုတာလူမသိဘူးတဲ့သို့တော်လည်းပဲစားဟာဟင်းလေးအားလုံးထဲမှာစိတ်ပြီးတော့ဝင်နေတယ်လို့ပဲစားမပါတဲ့ဟင်းဒီပေါ့ပြက်ပြက်ဖြစ်တယ်လို့ပဲပညာရှိမပါလို့ရှိရင်လည်းအားလုံးဟာပေါ့ပြက်ပြက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်။ဟောပညာရှိကိုစားနဲ့နှိုင်းတယ်။အဲ့ဒီတုတ်တံပညာရှိကိုစားနဲ့နှိုင်းရှင်သာရိပုတ္တရာစားအိုးကြီးပါတဲ့သူကအဲ့ဒီစားအိုးတွေကစားပွင့်လေးတစ်ပွင့်လောက်ပါလို့တပားနဲ့တပားအဲ့ဒါလို့ခုံတင်ပြီးတော့ပြောကြကြတာအဲ့တော့လူလိမ္မာပညာရှိဆိုတဲ့အဓိပ္ပာယ်ဟာလူလောကမှာထင်ပေါ်ခြင်းမထင်ပေါ်မယ်ဒါပေမဲ့လို့သူမပါလို့ရှိရင်အရာခတ်သိမ်းဟာပေါ်ပြစ်ပြီးတော့နေတယ်အရာရာမှာပညာဟာအမတန်မှတန်ဖိုးရှိတယ်ဆိုတာကိုပြောပြတောင်ကြီးလို့ထင်ပေါ်ကြော်ကြားတာတွေကရှိကောင်းရှိနိုင်တယ်သို့တော့ပညာရှိဆိုတာစီကြီးဟာတီးမှမြည်တယ်ဆိုတာလိုပဲ
ပညာရှိဆိုတာဟာမိဂုံးနေနဲ့မေးမြန်းပြီးတော့မှထိုပုဂ္ဂိုလ်ရဲ့ပညာရှိမရှိကိုသိနိုင်တယ်တဲ့ဒါမို့လို့မြတ်စွာဘုရားကတုတ်တန်တစ်ခုထဲမှာဟောထားတာတာကိစ္ဆာယပညာဝေဒိတပါတဲ့တာကိစ္ဆာယဆွေးနွေးမေးမြန်းခြင်းဖြင့်သာလျှင်ပညာလူတယောက်ရဲ့အည်ချင်းအသိပညာကိုဝေဒိတပါသိနိုင်တယ်လို့ဒီလိုပြောတာဒီတိုင်းနေရင်တော့မသိရဘူးတော့ဒီတိုင်းနေရင်မသိရအဲ့တော့ပညာရှိရဲ့အဓိပ္ပာယ်ဆိုပညာဆိုတာငုံလျိုးနေပေမဲ့လို့အလွန်အစွမ်းထက်တယ်အလွန်အစွမ်းထက်တယ်ဒါမို့နံပါတ်1နေရာမှာထားရမြတ်စွာဘုရားကတကုရှင်ကိုနံပါတ်2နေရာမှာထားတယ်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်အမျိုးသမီးတွေကလည်းပညာရှင်ကခေမာဘိက္ခုနီတကုရှင်ကဥပ္ပလဝဏထေရီမာအဲ့တော့ပညာကိုလက်ရဘက်ကထားပြီးတော့တကုရှင်ကိုလက်ဝဲဘက်ကထားတယ်ဘာဖြစ်လို့ပညာဟာအမတန်မှတန်ဖိုးမြင့်မြတ်လို့ပဲအဲ့တော့ပညာရှိဆိုတာတမန်အားဖြင့်ထင်ပေါ်လေးမရှိဘူးထင်ပေါ်လေးမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားတာဝရိန္ဒာတက်ပြီးတော့ဒီအဘိဓမ္မာတရားဟောတာအဘိဓမ္မာတရားဟောတဲ့အခါကျတော့3လအဘိဓမ္မာတရားဟောပြီးလူပြည်ပြန်ဆင်းလာသင်္ကတမြို့မှာစောင်းတန်း3သွယ်ကနေပြီးအလဲစောင်းတန်းကနေပြီးမြတ်စွာဘုရားဆင်းလာအဲ့လိုဆင်းလာတဲ့အခါမှာအမတန်ချစ်ကျဲတဲ့လူထုပရိသတ်ကြီးဟာဘယ်သူကိုသိကြတော့ဆိုရှမောက္ကလံကိုသိကြတယ်နော်ဘာဖြစ်လို့ရှမောက္ကလံကတကိုးအရာမှာထင်ရှားတော့ရှမောက္ကလံလူသိများတယ်နောက်ရှင်အနုရုဒ္ဓတို့ဒိဗ္ဗစက္ခုဘိညာဉ်စွမ်းထက်တဲ့ပုဂ္ဂိုလ်တွေတကိုးရှင်တွေကိုသိကြရှင်သာရိပုတ္တရာတော့တာမယဟန်လို့ဖြစ်နေတယ်အဲ့ဒီပရိသတ်ကြီးတွေမှာမထင်ပေါ်ဘူးမထင်ပေါ်အဲ့ဒီလိုအခြေအနေဖြစ်နေတာကိုမြတ်စွာဘုရားသိလို့တာဝရိန္ဒာနတ်ပြည်ကနေလူပြည်ရောက်ချင်းဆောင်းနှံဥမှာခဏလေးရရင်ကပထမဆုံးလာပြီးတော့နှုတ်ဆက်တာရှင်သာရိပုတ္တရာဘာဖြစ်လို့ဆိုတပည့်ကအကြီးဆုံးကိုသူကရှင်သာရိပုတ္တရာလာနှုတ်ဆက်တယ်အဲ့ဒီလိုလာနှုတ်ဆက်တဲ့ထဲမှာရှင်သာရိပုတ္တရာရဲ့ဒီပညာအည်အသွေးတွေကိုပရိသတ်ကြီးကမသိကြဘူးမသိတော့ရှင်သာရိပုတ္တရာမထေရများတိမ်မြုပ်နေတယ်လို့ဖြစ်လို့မြတ်စွာဘုရားကမိကုံးနေမေးတယ်ဘယ်သူမှမဖြေနိုင်ကြဘူးရှင်သာရိပုတ္တရာမေးလိုက်တဲ့အခါကျတော့ဘလောက်ခက်ခဲတဲ့မိကုံးပဲဖြစ်နောက်ဆုံးမှာဖရာတွေမှဖြေနိုင်တဲ့မိကုံးတောင်မှပဲရှင်သာရိပုတ္တရာကနည်းနည်းလေးနီးလေးပေးလိုက်တာနဲ့တပြိုင်နက်အကုန်လုံးဖြေနိုင်သွားတယ်အဲ့ဒါသုတ္တနိဗ္ဗာန်မှာသာရိပုတ္တထေရသုတ်ဆိုတာရှိတယ်တာဝရိန္ဒာကဆင်းလာတဲ့အခါမှာရှင်သာရိပုတ္တရာကပထမဆုံးမြတ်စွာဘုရားကိုကြိုးစုံနှုတ်ဆက်စကားပြောတဲ့အချိန်မှာမြတ်စွာဘုရားကပညာရှိတွေတိမ်မြုပ်နေမှာဆိုလို့မေးခွန်းတွေမေးတယ်တဲ့မေးလိုက်တဲ့အခါမှာနောက်ဆုံးမှာဖြေနိုင်သူဟာရှင်သာရိပုတ္တရာမထေရတပါးပဲဖြစ်လာတယ်ဖရာတွေရဲ့အရာမှာမေးတဲ့မေးခွန်းဖရာမှာဖြေလို့ရတဲ့မေးခွန်းကိုရှင်သာရိပုတ္တရာကဖြေနိုင်တယ်အဲ့ဒီမှာရှင်သာရိပုတ္တရာရဲ့နာမည်ဟာပြန်လီပြီးတော့ပရိသတ်တဲ့ကြားထဲမှာထင်ရှားကြော့ကြလာခဲ့တာရှိခဲ့တယ်ဒါကြောင့်မလို့ပညာရှိဆိုတာဟာဆွေးနွေးမေးမြန်းကြည့်မှသာသိနိုင်တယ်တာမန်အားဖြင့်ပညာရှိပုဂ္ဂိုလ်တွေဟာထင်ပေါ်ကြော်ကြားမှုဆိုတာမရှိဘူးတဲ့တကုရှင်တွေကသာထင်ပေါ်ကြော်ကြားမှုရှိတယ်ဟောတရားဓမ္မနဲ့ပတ်သက်လာတဲ့တကယ်ပညာရှိတွေပေါ့လူလိမ္မာပညာရှိဆိုတဲ့ထဲမှာလူလောကထဲမှာလည်းပဲပညာရှိတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားလက်ထက်ကတပည့်တွေရှိတယ်ပေါ့အဲ့ဒီထဲမှာလူဝတ်ကြောင်တွေထဲမှာဥပဒကလူဝတ်ကြောင်တွေထဲမှာထူးခြားထက်မြက်တဲ့ပညာရှိပုဂ္ဂိုလ်တွေရှိသေးတယ်အနာရဘိန်တထေးကြီးကိုလူတွေကသိကြတယ်ကျောင်းတကာကြီးအဖြစ်သိတယ်စေရနာကောင်းတဲ့ပုဂ္ဂိုလ်တရားအနေနဲ့သိတယ်သို့တော်လည်းပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့သူဟာလိမ္မာပတ်နပ်ပြီးတော့ဘယ်လိုပညာရှိတယ်ဆိုတာသိချင်မှသိကြမယ်ပေါ့အဲ့ဒါတုတ်တန်တစ်ခုမှာအနာရဘိန်တထေးရဲ့ဆွမ်းဆောင်မှုကိုမှတ်တမ်းတင်ထားတာရှိတယ်
သူဟာပြပိုက်ကျောင်းတစ်ကျောင်းကိုတနေ့မှသွားလိုက်တယ်သွားတဲ့အခါကျတော့ပြပိုက်တွေကသူ့ကိုဝိုင်းပြီးတော့မေးခွန်းမေးတယ်ပေါ့ဘာတွေမေးတော့ဆိုသူတို့ခေတ်စားနေတဲ့မေးခွန်းတွေပဲတတ္တတောလောကောသအတ္တသလောကောသဒီနေရာမှာမေးခွန်းမေးထားတာနှစ်ခုအတ္တနဲ့လောကဟာသာဝရမြဲတဲ့အရာလားဆိုတဲ့မေးခွန်းမေးတယ်နော်အတ္တနဲ့လောကလို့ဆိုတာဘာကိုပြောတာတော့နည်းနည်းရှင်းကြည့်မယ်ဆိုရင်အတ္တဆိုတာဖန်ဆင်းရှင်ကြီးကိုရည်ရွယ်ပြီးတော့ပြောတာလောကဆိုတာအဲ့ဒီဖန်ဆင်းရှင်ကြီးကဖန်ဆင်းထားတဲ့တ attva တွေကိုပြောတာနော်သာဝရဘုရားရဲ့သာဝရဘုရားကဖန်ဆင်းထားတဲ့တ attva တွေရဲ့အဲ့ဒီနှစ်ခုဖန်ဆင်းရှင်ကြီးကရောမြဲသလားသူဖန်ဆင်းထားတဲ့တ attva တွေရောမြဲသလားဆိုတဲ့ဒီမေးခွန်းမေးတယ်အဲ့ဒီလိုသက်ဆိုင်တဲ့မေးခွန်းပေါင်း10မျိုးရှိတယ်အဲ့ဒီလို10မျိုးထဲမှာမေးတဲ့အခါကျတော့အနာတပိန်ကဘယ်လိုဖြေတော့ဆိုရင်ဒါဟာအယူဆတရားတာဖြစ်ပါတယ်သူ့မှာဒီအယူဆမရှိပါဘူးလို့ပဲဒီလိုဖြေတယ်သူကဒါဟာမှားယွင်းတဲ့အမြင်တစ်ခုသာဖြစ်တယ်သူ့မှာဒီမှားယွင်းတဲ့အမြင်တစ်ခုမဖြစ်ဘူးလို့ပထမပရပိုက်တွေကမေးတယ်ကဲတထေဖြေစမ်းပါယဟန်ဂေါရမရဲ့အယူဝါဒကိုပြောစမ်းပါလို့ဆိုတော့မြတ်စွာဘုရားရဲ့အယူဝါဒကို तू မသိပါဘူးတဲ့မြတ်စွာဘုရားဘယ်လိုဟောတယ်ဘယ်လိုအယူဆရှိတယ်ဆိုတာ သူ့အနေနဲ့သိနိုင်စွာမရှိပါဘူးဒါဖြင့်ယဟန်တန်ဃာတွေအားလုံးရဲ့အယူဆအမြင်ကိုပြောစမ်းပါလို့ဆိုယဟန်တန်ဃာတွေအယူဆအမြင်တွေကိုလည်းပဲ तू မပြောနိုင်ပါဘူးတဲ့ဒါဖြင့်မင်းရဲ့ကိုယ်ပိုင်အယူဆအမြင်တစ်ခုပြောစမ်းပါလို့ဆိုတော့ကျွန်ုပ်ရဲ့ကိုယ်ပိုင်အယူဆအမြင်ကိုပြောဖို့မခက်ပါဘူးတဲ့ပထမဆုံးအရှင်တို့ရဲ့အယူဆတွေကိုပြောစမ်းပါလို့ဆိုတော့သူတို့ကမိစ္ဆာအယူဝါဒတွေကိုတင်ပြကြတယ်အဲ့ဒါလို့တင်ပြတဲ့အခါမှာအနာရမိတထေကဗာမှတ်ချက်ချတော့ဆိုဒီအယူဆတွေဟာမမမကန်နှလုံးသွင်းလို့ဖြစ်လာတာပါတဲ့မှားယွင်းတဲ့တရားဓမ္မတွေကိုနာယူပြီးတော့မမှန်မကန်နှလုံးသွင်းမှုကြောင့်ဖြစ်လာတဲ့အယူဆတွေများတာဖြစ်ပါတယ်အဲ့လိုပြောတဲ့အခါနောက်ဆုံးကြတော့ပရပိုက်တွေကသူမေးတယ်ကဲတို့ရဲ့အယူဆတွေကိုတို့အသီးသီးပြောပြီးပြီတထေးရဲ့အယူဆကိုပြောပါလို့ဆိုတဲ့အခါကျတော့ဒီဗုဒ္ဓဘာသာတယောက်ရဲ့အယူဆတစ်ခုအနာတပိန်တထေးကြီးကဘယ်လိုပြောတော့ဆိုလောကမှာတဲ့အကြောင်းတရားကိုစွဲပြီးတော့ဖြစ်ပေါ်လာတဲ့အရာမှန်သမျှဘယ်အရာမှမမြဲဘူးအဲ့ဒီမမြဲတဲ့အရာတွေအလုံးဟာငါဟာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့သူဟာဒီလိုမြင်ပါတယ်လို့ဟောတယ်ဒီလိုမြင်ပါတယ်လို့ပြောလိုက်ဒါဗုဒ္ဓဘာသာတယောက်ရဲ့အယူဆတစ်ခုကိုပြောတာပဲနော်လောကမှာအကြောင်းတရားကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အရာတွေမှန်သမျှသင်္ခါရတရားတွေမှန်သမျှဘယ်အရာမှမြဲတာမရှိပါဘူးတဲ့အဲ့ဒီမမြဲတဲ့အရာတွေအလုံးကိုငါဟာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့ဒီလိုမှန်ကန်တဲ့အမြင်နဲ့မြင်ပါတယ်လို့သူကဒီလိုရှင်းပြတယ်ဟောနာရဝိတ္တေရဲ့ရှင်းလင်းချက်တွေမှာနောက်ဆုံးမှာအဲ့ဒီပရပိုက်တွေကဘာပြောတော့ဆိုလို့ရှိရင်သူကပရပိုက်တွေကပြောလိုက်တဲ့စကားထဲမှာအနာရဝိတထေကအရှင်တို့အားလုံးဟာမှားယွင်းတဲ့အယူဆတစ်ခုပေါ်မှာဆွဲကပ်နေကြတယ်ဒါကြောင့်မို့လို့မှားယွင်းတဲ့အယူဆဟာဒုက္ခပဲအားလုံးဟာအရှင်တို့ဟာဒုက္ခပေါ်မှာညှိကပ်တွေ့တာနေတဲ့ပုဂ္ဂိုလ်တွေပဲလို့ဒီလိုပြောလိုက်တော့ပရပိုက်တွေကလည်းအဲ့ဒါကိုမှတ်ထားတယ်မှတ်ထားပြီးတော့သင်္ခါရတရားတွေဟာမမြဲဘူးလို့ပြောတယ်ဆိုတဲ့နေရာမှာလည်းပဲသင်လည်းပဲမမြဲဘူးဆင်းရဲတယ်ဆိုတဲ့အရာပေါ်မှာတွေ့ကပ်နေသူတယောက်ပဲလို့ပြန်ပြီးခြေပကြတယ်အဲ့ဒါလို့ခြေပတဲ့အခါမှာအနာရဝိတ္တေကပြောတာမဟုတ်ဘူးမမြဲဘူးဆင်းရဲတယ်အတ္တမဟုတ်ဘူးလို့ကျွန်တော်မှန်ကန်တဲ့အမြင်နဲ့မြင်ုံမျှမကအဲ့ဒီအရာတွေဟာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါရဲ့အတ္တလည်းမဟုတ်ဘူးလို့
ပန်ကန်တဲ့အမြင်ရှိရုံများမကဘူးအဲ့ဒီတဲ့ပို့ပြီးတော့လေကျွန်တော်သိသေးတယ်လို့နာရဝိတ္ထေကရှင်းပြီးတော့ပြောလိုက်တယ်အဲ့ဒီအချိန်မှာကျန်တဲ့ပရပိုက်တွေဟာရှေ့မှာပြောစရာမရှိပဲနဲ့သူ့ကိုအရှုံးပေးသွားကြတယ်ဒါအနာရဝိတ္ထေရဲ့ပညာစွမ်းတစ်ခုပဲပေါ့ထို့တူပဲပညာထက်မြက်တဲ့နေရာမှာစိတ်တသူကျွဲဆိုတာရှိတယ်အဲ့ဒီစိတ်တသူကျွဲကလည်းပဲအလွန်ပညာထက်မြက်တယ်လူထဲမှာလူဝကြောင်ထဲမှာဆိုရင်သူကဓမ္မဂတိကတတ်ဦးပဲထူးထူးခြားခြားတရားဓမ္မကိုဟောပြောတတ်တယ်အလွန်ထူးခြားတယ်သူ့ဘဝကလည်းစိတ်တသူကျွဲရဲ့ဘဝကတာမန်ဘဝတစ်ခုကနေပြီးတော့သူဖြစ်လာတကယ်တော့သူကစုကြီးပန်တော့စုကြီးပန်ပဲဘုရုဗုဒ္ဓရာမြတ်စွာဘုရားလက်ထက်မှာလူသားဖြစ်လာတဲ့အခါဘုရုဗုဒ္ဓရာမြတ်စွာဘုရားကတပည့်ဥပဒကာတွေတဲကထူးခြားတဲ့ဓမ္မဂတိကအရာမှာပြောင်မြောက်တဲ့ဥပဒကာတွေကိုဓမ္မဂတိကဣတရက်ဘွယ်တို့ဖြင့်ချီးကျူးမြောက်စားတယ်အဲ့ဒီဥပဒကာတယောက်ကိုဓမ္မဂတိကဣတရက်ရာထူးပေးတာကိုသူကတွေ့ရတော့အားကြပြီးတော့နောင်ပွင့်တဲ့ဘုရားမှာလည်းပဲသူဓမ္မဂတိကဖြစ်ရပါလို့လို့ဆုတောင်းခဲ့တယ်ပေါ့ဆုပန်ခဲ့တယ်အဲ့ဒါလို့နဲ့တန်တရာမှာသူလဲပြီးတော့ကသဗ္ဗဘုရားရဲ့လက်ထက်မှာသူဘာဖြစ်တုံဆိုတန်တရာဆိုတာအလွန်ကြောက်စရာကောင်းတယ်နော်ဘဝဆိုတာအမျိုးမျိုးကျင်လီရတယ်ဘဝကိုကျင်လီတဲ့အခါမှာပတ်ဝန်းကျင်ကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးဒီဘဝမှာသူတော်ကောင်းဖြစ်ပြီမဲ့လို့နောက်ဘဝသူတော်ကောင်းဖြစ်ချင်မှဖြစ်တယ်ပတ်ဝန်းကျင်ကိုသူမှလွန်ဆန်လို့မရဘူးဘုရားဘာသာအတိုင်းဝိုင်းမှာဖြစ်ရင်ဘုရားဘာသာဖြစ်မယ်တခြားဘာသာအတိုင်းဝိုင်းထဲမှာသွားဖြစ်ရင်တခြားဘာသာဝင်ဖြစ်သွားတတ်တယ်မုဆိုးနာနီမုဆိုးတက္ကနာနီတငါဆိုတာလို့အတိုင်းဝိုင်းနောက်လိုက်ပြီးတော့သွားတတ်တယ်အဲ့ဒီစုကြီးပန်တဲ့ပါရမီရှင်ဟာကတ္တဝဘုရားလက်ထက်မှာဘာသွားဖြစ်တုံးဆိုမုဆိုးအိမ်မှာသွားပြီးတော့မုဆိုးရဲ့သာသမီသွားဖြစ်တယ်မုဆိုးအိမ်ဖြစ်တော့သူရဲ့အသက်မွေးဝဲညောင်းအောင်ဘာလုပ်တုံးဆိုမုဆိုးလုပ်ပြီးတော့အသက်မွေးရတာပဲသူလေဒါပါရမီရှင်နော်ပါရမီရှင်ပုဂ္ဂိုလ်တယောက်ကောရမဘုရားလက်ထက်မှာအကျွတ်တရားရမယ်ပုဂ္ဂိုလ်တယောက်ကတ္တဗမြတ်စွာဘုရားလက်ထက်မှာမုဆိုးသွားဖြစ်သေးတယ်မုဆိုးအိမ်မှာဖြစ်သည့်အတွက်ကြောင့်သူကအသက်မွေးဝမ်းကြောင်းကမုဆိုးတငါလုပ်ငန်းနဲ့ပဲအသက်မွေးရအေးလှန်တဲ့သားကောင်တွေကိုလိုက်လံပြီးတော့ရှားပွေထိုးတတ်ပြီးတဲ့အခါမှာရောင်းချပြီးအသက်မွေးတဲ့အသက်မွေးမှုကိုသူလုပ်တယ်တနေ့တော့လှန်တစ်ချောင်းကင်ပြီးတော့တောလေထွက်သွားတဲ့အချိန်မှာတောင်ဆောင်တစ်ခုမှာတရားထိုင်နေတဲ့ယဟန်တစ်ပါးကိုမြင်လိုက်တဲ့အခါသူ့စိတ်ထဲမှာကြည်နူးသွားကြည်လူလိမ္မာပညာရှိဆိုတာအဲ့ဒီအချိန်မှာသူကသူ့ရဲ့တရုပ်ဟာပြန်ပေါ်လာတယ်နော်တကယ်တော့မုတ်ဆိုးပဲမုတ်ဆိုးကအဲ့ဒီသူတော်ကောင်းယဟန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်သူ့အတွေးကဘယ်လိုတုံးဆိုဟောဒါတရားထုတ်နေတဲ့ယဟန်ဆိုတဲ့အတိကိုသိလာတော့သူ့စိတ်ထဲမှာဘာလို့ချင်တယ်ဆိုဆွမ်းကတ်ချင်တယ်ဆွမ်းလူချင်တယ်ဒါကြောင့်မို့လို့အိမ်မြန်ပြန်ပြေးတယ်ပြန်ပြေးပြီးတော့အရင်ရက်တွေကရထားတဲ့အသားဟင်းကိုချက်တစ်ဖက်ကဆွမ်းကိုချက်ပြီးတော့အသားဟင်းနဲ့ဆွမ်းနဲ့မြန်ယူပြီးတော့အိမ်မှာလည်းပဲဆွမ်းလောင်းစရာဆွမ်းကန်ကြွလာတဲ့ကိုတော်တွေကိုဆွမ်းလောင်းခိုင်းပြီးသူကိုယ်တိုင်အဲ့ဒီဆွမ်းကွက်ကိုအသားဟင်းနဲ့ယူပြီးတော့လမ်းမှာပန်းမင်တွေတွေ့တာပန်းကက်တွေချိုးလို့သူကိုယ်တိုင်အဲ့ဒီဆွမ်းအုပ်ကိုယူပြီးတော့ခုနကတောရတောင်ဆောင်မှာကမ္မထမ်းထိုင်နေတဲ့ယဟန်တော်ကိုပြေးပြီးတော့လှူတယ်အပြေးလွှားသွားပြီးတော့လှူတာလှူပြီးတဲ့အခါကျသူကဆူတောင်းတယ်တပည့်တော်ဒီကောင်းမှုကြောင့်တဲ့တရားဓုတရားမြတ်ရပြီးတော့တပည့်တော်ဟာလက်ဆောင်ပန္နာတွေမြောက်များစွာရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤလို့ဟောနိဗ္ဗာန်ကိုလည်းဆုတောင်းတယ်လက်ဆောင်ပန္နာတွေရဖို့တို့ပန်းနေနဲ့ပန်းမိုးရွာတာမျိုးကြုံရဖို့တို့ဒါတွေကိုဆုတောင်းလိုက်တာအဲ့ဒီကနေပြီးတော့ကုသိုလ်ကောင်းမှုလုပ်လိုက်တာနတ်ပြည်ရောက်တယ်နတ်ပြည်ကနေပြီးတော့နောက်ဒါသချိုမကရတိုင်းမှာရှိတဲ့မစ္စိကတန္တာဆိုတဲ့ရွာမှာလူလာဖြစ်တယ်နောက်ဆုံးဘဝသူမွေးတဲ့နေ့မှာပန်းမိုးတွေရွာတယ်အဲ့ဒီတော့ကလောက်ခဲ့တဲ့ကုသိုလ်ရဲ့အစွမ်းတကူကြောင့်ပန်းမိုးတွေရွာလို့သူ့အဖေကသူ့ကိုနာမည်ပေးထားတာထ
ထူးဆန်းဆန်းမို့သူ့ကိုမောင်စိတ်တလို့နာမည်ပေးလိုက်တာပေါ့ဆန်းကျယ်သူဆိုတဲ့အဓိပ္ပာယ်နဲ့နာမည်ပေးတယ်သူကအဲ့ဒါလို့မိုးဆိုးဘဝကနေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့အမတန်ဆန်းကျယ်တဲ့ဒီသူ့ဘဝဟာမွေးတဲ့အချိန်မှာလည်းပဲကောင်းငင်ကပန်းနေရွာချတယ်အိမ်ကိုလည်းပဲသူမွေးတဲ့နေ့မှာလက်ဆောင်ပန်းတာတွေအများကြီးရလာတယ်အဲ့ဒါလို့နဲ့မစ္စိကတဏ္ဍမှာနေရင်ကနေပြီးတော့ခုနကပိဿဝဂီ၅ပါးထဲမှာတပါးပါဝင်ဖြစ်တဲ့မဟာနာမဆိုတဲ့ယဟန္တာစီကနေတရားနာရတဲ့အခါမှာသူသောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်တော့သူပိုင်တဲ့ဥယျာဉ်ကြီးတစ်ခုကိုကျောင်းဆောက်ပြီးတော့လှူလိုက်တာရေစက်ချလိုက်တာနဲ့တပြိုင်တည်းငရင်တုံသွားငရင်လှုပ်သွားတယ်တဲ့ဘာဖြစ်လို့တော့မစ္စိကတဏ္ဍမှာဘုရားရဲ့သာသနာတော်တည်ရှိပြီဆိုတဲ့အထိမ်းအမှတ်အနေနဲ့ငရင်လှုပ်တယ်အမတန်ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်တယ်ပေါ့နောက်ကြတော့သူ့ရဲ့သတင်းကအမတန်ကြီးလို့ရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့သူ့စီကိုကြွသွားကြတယ်ရောက်ရောက်ချင်းသူကတရားဟောဖို့လျှောက်တယ်ရှင်သာရိပုတ္တရာရှမောက္ကလန်တို့ကတရားဟောလိုက်တယ်တရားဟောတဲ့အခါမှာရှင်သာရိပုတ္တရာဟောတဲ့တရားကိုနာပြီးတော့သူကအနာဂံဖြစ်သွားအဲ့ဒီချိန်ထိအောင်သူဖះကိုမဖူးဘူးသေးဘူးတဲ့ဖះနဲ့မတွေ့သေးခင်ပဲအနာဂံအဆင့်ထိရောက်သွားနောက်ဖះစီကိုသူတိတ်ရောက်ချင်တယ်အနာဂံဖြစ်ပြီးမှဖះစီကိုသွားပြီးတော့ဖူးတယ်အမတန်ဝေးလံတဲ့ခရီးကြီးကိုသွားတာလှဲပေါင်း900သူနဲ့အတူလိုက်ပါတဲ့လူတွေကလည်းအများကြီးပဲယဟန်ကအပါ900ဘိက္ခုနီကအပါ900ဥပဒကကလူ900ဥပတိကမ900လဲပေါင်း900နဲ့ပစ္စည်းဥစ္စာတွေတင်ပြီးတော့တန်ဃာတွေကိုလူဖို့တန်းဖို့သွားတာတလန်းလုံးသူပေးလိုက်ကြတဲ့လက်ဆောင်ပန်းတာတွေအဲ့ဒါတွေကစားမကုန်တော့မကုန်အိမ်ကယူလာတာတွေတခုမှမသုံးရဘူးတဲ့သူတလတိတိအဲ့ဒီခရီးကိုသွားရတယ်တလတိတိသွားလို့မြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းတော်လဲရောက်ရောသူလာမယ်ဆိုတာသိပြီးတော့သတင်းကြီးတယ်သူလဲဝင်လာရောအားလုံးကပရိသတ်ဟာလှုပ်လှုပ်ရှားရှားဖြစ်လာမြတ်စွာဘုရားစီဝင်ပြီးတော့ဘုရားရဲ့အနီးနားရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခြေထောက်ကိုဖက်ပြီးတော့သူကရှစ်ခိုးတယ်အဲ့ဒီအချိန်မှာကောင်းကင်ယံကပန်းမိုးတွေရွာချလိုက်တယ်သူ့ဘဝဟာအဲ့ဒီလိုထူးဆန်းမှုတွေဖြစ်တယ်ပေါ့လေအဲ့တော့ပြောချင်တာကတော့ဒီလောက်ထူးခြားတဲ့စိတ်ဓာတ်သူကျွဲဟာဒါသူ့ရဲ့သူကဆူတောင်းခဲ့လို့ဒီလိုအကျိုးတွေရတယ်သို့တော့တရားနဲ့ပတ်သက်ပြီးတော့သူဟာအသိဉာဏ်အမတန်မှရှိတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်အမတန်မှရှိတယ်တခါတော့ကယဟန်တော်တွေဆွေးနွေးပြီးတော့နေကြတယ်တန်ယောဇနဆိုတဲ့စကားလုံးနဲ့တန်ယောဇနိယဆိုတဲ့စကားလုံးနှစ်ခုဟာစကားလုံးသာကွဲပြားပြီးတော့အ내ဒိဗ္ဗေတူတူပဲလားသို့မဟုတ်စကားလုံးလဲကွဲတယ်အ내ဒိဗ္ဗေလဲကွဲသလားဆိုတာဆွေးနွေးကြယဟန်တော်တွေဆွေးနွေးနေတဲ့အခါမှာတချို့ယဟန်တော်တွေကတန်ယောဇနနဲ့တန်ယောဇနိယဆိုတာတူတူပါပဲစကားလုံးသာကွဲတာအ내ဒိဗ္ဗေတူတူပဲလို့တချို့ဖြေထုတ်တယ်တချို့ကမဟုတ်ဘူးမတူဘူးတန်ယောဇနကစကားလုံးလဲကွဲတယ်တန်ယောဇနိယနဲ့စကားလုံးလဲကွဲတယ်အဓိပ္ပာယ်လဲကွဲတယ်လို့ဒီလိုဖြေထုတ်တယ်အဲ့ဒါလို့ဖြေထုတ်တာအဖြေချင်းမတူတော့ရှင်းမပြနိုင်ကြဘူးရှင်းမပြနိုင်တဲ့အချိန်လေးမှာစိတ်ဓာတ်သူကျွဲကရောက်လာတဲ့အခါယဟန်တွေကသူတို့ဆွေးနွေးနေတဲ့အကြောင်းအရာတွေကိုပြောပြတဲ့အခါကျစိတ်ဓာတ်သူတွေကရှင်းပြီးတော့ပေးအရှင်ဘုရားတို့တဲ့တန်ယောဇနနဲ့တန်ယောဇနိယဆိုတာဒီနှစ်ခုဟာစကလုံးလဲကွဲပြားခြားနာတယ်အ내ဒိဗ္ဗေလဲကွဲပြားခြားနာပါတယ်တဲ့။ဘာကြောင့်ကွဲပြားခြားနာတာတော့ဆိုတန်ယောဇနိယဆိုတာတန်ယောဇဉ်ရဲ့အာယုံတန်ယောဇဉ်ဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားဆိုပါစို့တဲ့သူကရှင်းပြတယ်။တန်ယောဇနိယဆိုတာဟာတဲ့တန်ယောဇဉ်ဖြစ်ပေါ်ခြင်းရဲ့အကြောင်းနှစ်ခုတန်ယောဇဉ်ရဲ့အာယုံဥပမာမယ်တဲ့နဖြူကြီးနဲ့နနက်ကြီးတွဲပြီးတော့ကျိုးတစ်ချောင်းနဲ့ခြိထားလို့ရှိရင်တဲ့နဖြူကြီးဟာနနက်ကြီးရဲ့တန်ယောဇဉ်ပဲနွားနက်ကြီးကနဖြူကြီးရဲ့တန်ယောဇဉ်ပဲလို့ပြောရင်မှန်ပါမလားတဲ့မမှန်ဘူး
နှဖြူကြီးကလည်းနနဲ့ကြီးရဲ့တန်ရောစင်မဟုတ်ဘူးနနဲ့ကြီးကလည်းနှဖြူကြီးရဲ့တန်ရောစင်မဟုတ်ဘူးသူတို့နှကောင်တွဲချီထားတဲ့ကြိုးကသာလင်တန်ရောစင်အဲ့ဒါလိုပဲတဲ့ဥပမာပဲမျက်စိနဲ့အဆင်းအာယုံမျက်စိကလည်းအဆင်းအာယုံရဲ့နှောင်ကြိုးမဟုတ်ဘူးတဲ့အဆင်းအာယုံကလည်းမျက်စိရဲ့နှောင်ကြိုးမဟုတ်ဘူးတဲ့မျက်စိနဲ့အဆင်းအာယုံအဲ့ဒီနှစ်ခုကြားမှာတွေ့တာတဲ့တဏှာကသာလင်တန်ရောစင်ဖြစ်ပါတယ်လို့အဲ့ဒါလို့ရှင်းလင်းပြီးတော့ပြောပြတဲ့အခါမှာယဟန်တော်တွေကတန်အံတော်ဖြစ်တယ်ပေါ့တခါကြီးရဲ့အသိဉာဏ်ရှိလိုက်ပါတယ်သူတို့မရှင်းတာကိုဥပမာဥပမေယနဲ့ရှင်းနိုင်ပါတယ်လို့စိတ်ဓာတ်သူကျယ်ကိုဝိုင်းပြီးတော့ချီးမွမ်းကြရတယ်အဲ့ဒါလို့ तू ကပညာအနေနဲ့ကထက်မြက်တယ်အေးဒါကြောင့်မို့လို့လူလိမ္မာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေဟာအရာရာမှာတတ်သိလိမ္မာမှုရှိတယ်မကြားဘူးတာပဲမဲ့လို့အများနားလဲအောင်ရှင်းပြနိုင်တဲ့စွမ်းရည်တတ္တိတွေရှိကြတယ်တဲ့အဲ့ဒါကြောင့်မို့လို့လူလိမ္မာပညာရှိဆိုတာဟာအရာရာကိုတတ်သိပြီးတော့လိမ္မာပဏ္ဏမှုရှိပြီးအများရဲ့ကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒါကြောင့်ဘုန်းကြီးတို့တွေဟာအဲ့ဒီလိုလူလိမ္မာပညာရှိမျိုးဖြစ်အောင်ကိုယ်တိုင်လည်းကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်ပါတယ်ပေါင်းတင်ဆက်ဆံတဲ့အခါမှာလည်းပဲလူလိမ္မာပညာရှိမျိုးကိုသာလည်းပေါင်းတင်ဆက်ဆံကြရမှာဖြစ်တယ်ဓမ္မသာလည်းဘဝခရီးတန်လျာမှာကောင်းကျိုးချမ်းသာတွေရပြီးတော့နောက်ဆုံးမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့မှန်ကန်တဲ့လမ်းကြောင်းကိုတွေးရှိပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း